မင်္ဂလာလေးကတော့မေတောင်ဖះเจ้าဖះဖြူเจ้าကိုတွားတာဖြစ်ပါတယ်ဖះဖြူတွားတဲ့အကြောင်းလမ်းလေးဖြစ်ပါတယ်သူကမေတောင်တိုက်ထဲမှာရှိပါတယ်အရန်တာယာတဲ့ဖះเจ้าလေးပေါ့နော်ကနုတ်ပန်းနေနဲ့အရန်ကိုလှပပါတယ်ကဲမအူလေးကိုရောက်ပါပြီမေတော်ဖះเจ้าလို့ရေးထားပါတယ်အထဲကိုဝင်ရအောင် let's go အတူတူကြည့်ကြမယ်နော် let's go မေတောင်တိုက်ထဲမှာရှိတဲ့ဖျက်ဖြူကိုသွားမှာဖြစ်ပါတယ်ဒါလေးကသူရဲ့ကောင်းရုပ်ထုပေါ့နော်သူရဲ့ကောင်းရုပ်ထုလေးဖြစ်ပါတယ်ကဲကြည့်လိုက်ကြရအောင်ဝင်မယ်နော်တဖြည်းဖြည်းချင်းပြသွားပါမယ်နော်အရန်ကိုလှပပါတယ်နော်ကနုတ်လေးတွေနဲ့အရန်ကိုလှတယ်ရဓာတ်ပုံရိုက်မလားပြီးလို့ရှိရင်ဗီဒီယိုတင်ရိုက်မလားဒီမှာရှုခင်းလေးအရန်လှတယ်နော်လာပြီးရိုက်ချင်ရပါတယ်မေတောင်တိုက်ထဲမှာရှိပါတယ်လာခဲ့ပါကြောက်စိမ့်နဲ့ပြုလုပ်ထားတဲ့ဖျားလေးကိုတွေ့ရပါတယ်ရှုခင်းအရန်လှတယ်နော်သူရဲ့ကောင်း YouTube ကလည်းအရန်ကိုအသက်ဝင်နေနော်ဒီမှာချစ်လိုက်ပါကဲအထဲကိုဝင်ကြည့်ပါမယ်ဝါအရန်ကိုတပ်ပယ်ပါတယ်အထဲမှာဝင်လိုက်တာနဲ့စတီးမွေးညင်းအောင်ထားရတယ်ပေါ့နော်အရန်ကိုတပ်ပယ်တဲ့ဖျားလေးတွေချစ်ကြရအောင်ဒါလေးကမဟာမြတ်မုနီနဲ့တူတဲ့ရုပ်ပွားတော်လေးပါဒါလေးကသူတို့အလူငွေလေးပါထည့်ဖို့ပေါ့နော်ဒီမှာထည့်ထားတာဗမာငွေလေးရောဒေါ်လာလေးရောထိုင်းငွေတွေရောတွေ့ရပါတယ်ဒီမှာရှေ့ခေတ်ကဘုရားလေးတွေပေါ့နော်ရှေ့ခေတ်ကအရန်သက်ပဲတဲ့ဘုရားတွေကိုတွေ့ရပါတယ်အရန်ကိုကြည်ညိုဖို့ကောင်းပါတယ်ဖျားရိတ်တရားရိတ်ကလည်းဒါအေးချမ်းနဲ့နော်အထဲကိုဝင်လိုက်တာနဲ့အေးချမ်းမှုကိုခံစားရပါမယ်နော်ရုပ်ပွားတော်တွေအများကြီးရှိပါတယ်အားကိုတက်ပယ်ပါတယ်နော်စတီးတွေတော့ထားတယ်အားကိုတက်ပယ်ပါတယ်အရန်တက်ပယ်ကြည့်ဖို့ကောင်းပါတယ်နော်ဖျားလေးကိုအာယုံပြုပြီးမှရှိခိုးပါမယ်အတူတူရှိခိုးမနော်ဆုတောင်းပြေးတဲ့ဖျားဖြစ်ပါတယ်ဒါလေးကဓာတ်တော်လေးထင်တယ်နော်
ဒီချာလေးထည့်ထားတာတွေ့ရပါတယ်ဒါလေးကတော့ကူပိတ်မှန်လို့ထင်တယ်နော်ဒါဒီကူပိတ်မှန်လေးကိုလည်းတခန်းတနာကြီးဆောက်လုပ်ထားတာနော်ဒီနေရာလေးမှလည်းရှုခင်းလာတယ်နော်တပ်ပုံကိုရိုက်ပေါ့နော်စတီးတွေတော့ဖြန်းနေပေါ့နော်တွားရောက်ဖူးလို့ကြပါလို့ပြောချင်ပါတယ်ရန်လာတဲ့ရှုခင်းလေးရှိတယ်နော်ဘိုင်ဘိုင်